ဗုဒ္ဓသာသနိကဗုဒ္ဓဘုရားရှင်မှာသာသနာကအဆုံးမှာပါသာသနိကဆိုတော့ဗုဒ္ဓသာသနာ၌ဖြစ်တည်ခဲ့သောတည်ရှိခဲ့သောဖြစ်ပေါ်ခဲ့သောလို့အဓိပ္ပာယ်ရပါတယ်ဘုရားရှင်သာသနာမှာအဲ့ဒီကျမ်းလေးကိုရှင်းလင်းပါမယ်ဘုရားရှင်သာသနာ၌ဖြစ်ပေါ်ခဲ့သောအကြောင်းအရာများပါအဲ့ဒီဖြစ်ပေါ်ခဲ့သောနေရာမှာဗုဒ္ဓသာသနိကဌာနအဓိကဌာနကိုထားလိုက်ပါဌာနဆိုဒီမှာတိုင်းကြီး16တိုင်းနဲ့တိုင်းမြို့ရွာဏိကုံးမြစ်ဥယျာဉ်စသည်သူတို့ကိုပြောတာပါဧဝမေသုတ္တဧကသမယဘဂဝတာဝတိယံသာဝတိပြည်၌ရာဇဂေယတယိုမြို့၌စသည်အပြင်ဝေသာလီယံဝေသာလီ၌အဲ့ဒီရဲ့မြို့ရွာဒေသတွေကိုအခရာကနေပြီးတော့သဟတိအောင်စုစည်းလိုက်ပါတယ်အဲ့ဒီဌာနတွေမှာဟောခဲ့တဲ့ဓမ္မတွေပါလိမ့်မယ်ဓမ္မကတော့ဗိဓိကတေကဗိဓိကတော်ကနေယူပါတယ်ဗိဓိကတော်မှာယူရတယ်အဲ့ဒီဌာနဆိုတဲ့အရာနဲ့ပတ်သက်လို့ဆရာတော်ဒီနေ့ဒီစာအုပ်2000နီးနီးဖြစ်သွားပါပြီတိုင်းတွေပြည်တွေမြို့တွေရွာတွေအဲ့ဒီအရာတွေကိုစုစည်းရတာဖတ်ရတာစာမျက်နှာစာအုပ်ပေါင်း2000နီးနီးလောက်ရှိသွားပါပြီသူကအလွန်များပါတယ်အဲ့ဒီဗုဒ္ဓသာသနိကဌာနဓမ္မတုဒ္ဓဆွဲစောဗုဒ္ဓသာသနိကဌာနဓမ္မတုဒ္ဓဆွဲစောတုဒ္ဓဆွဲဆုံးဖြစ်ခြင်းကြောင့်ဘုတုဒ္ဓရဝယ်ရှိသောအချက်လက်များကိုမဟာဗုဒ္ဓဝင်ကျမ်းကြီးကိုရေးသားတော်မူသောမင်းကွန်တိပိဋကရဓမ္မဗန္ဓာဂါရိကဖြစ်တော်မူသောမထေရမြတ်ကြီးကိုနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကဗုဒ္ဓရှင်ရဲ့အကြောင်းအရာနဲ့ပတ်သက်သမျှအကြတာမှမကြံရအောင်သိကြပါရဗျာလို့လျှောက်ထားတောင်းပန်သောကြောင့်မိမိသိမိသမျှစုံနေသမျှစုံအောင်ရေးသားပေအံတအုပ်မရနှုတ်မရသုံးမရ6မရ8အုပ်ရေးမိလို့မင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဆန္ဒတော်ဝရိယတော်ဉာဏ်တော်များကိုကြည်ညိုသောအပြင်မိမိသည်လည်းမိမိလက်လန်းမီသမျှစုံနေသမျှစုံအောင်ရှာဖွေ၍တင်ပြပါမည်တုတ္တဆွဲဆုံးခြင်းဆိုတဲ့အတိုင်းဓမ္မစီရီလက်လန်းမီသမျှတချို့စာအုပ်များဒီကိုရှိမှမရှိတော့ရှိတယ်ရှိမှန်းမသိဘူးစာအုပ်ပေါင်းစုစည်းတာက1800လောက်ရှိပါတယ်နိုင်ငံခြားကပို့တာက1000လောက်ရှိပါတယ်လက်ရှိရတယ်ဆိုစာအုပ်ကျမ်းပေါင်း3000နီးနီးလောက်စုစည်းပါတယ်အဲ့ဒီဓမ္မစီတီလက်လန်းမီသမျှဖတ်နိုင်သမျှဓမ္မစီရီလက်လန်းမီသမျှဆွဲစုံနိုင်သမျှစုံလက်လန်းမီသမျှစုံနိုင်သမျှစုံအောင်ရေးသားပါမည်မလို့သေးဘူးရေးသားပါမည်အဲ့ဒါကြောင့်မလို့အဲ့တော့အခရာတွေဆွဲဆုံးချမ်းဆွဲတိုင်းပဲအင်္ဂတိုင်းအဲ့ဒီအင်္ဂတိုင်းကနေစရေးပါမယ်တို့တော့ကျမ်းထွက်လာတဲ့အခါမှာတော့အင်္ဂတိုင်းကမဟုတ်ဘဲနဲ့ကပိလဝတ်ပြည်အကြောင်းအရာတွေတော့စပြီးတော့စာအုပ်ထုတ်ပါမယ်ဖွာရဌာနေပြေကပ်ပြီလို့ရေးတာလူကရေးပြီးပါပြီအဲ့ဒီရေးပြီးတဲ့နေရာမှာတိဖြတ်နေရတာကအမှားတွေများတယ်ပါဠိတွေပါတယ်သက္ကရာတွေပါတယ်ဟင်ဒီတွေပါတယ်အင်္ဂလိပ်စာတွေပါတယ်ဆိုတော့စာရိုက်တဲ့သူကိုလည်းအပြစ်မတင်ပါဘူးအဲ့တော့ဒီနေ့ချိန်ကြီးတစ်နှစ်လောက်ကြာနေပါတယ်ရေးပြီးတာကြာပါပြီစာမျက်နှာပေါင်း2500လောက်ရေးပြီးတော့ပါပြီရေးပြီးတော့အဲ့ဒီဖွာရဌာနေပြေကပ်ပြီကိုစက်တင်ထားတာအချိန်ချင်းပြင်ပေးနေရတာဖြစ်ချင်းရောက်သိခံကြပါလို့ဆိုတော့မန္တလေးကသာသနာတက္ကသိုလ်ကပါကျောက်ဆရာတော်ပါမောက္ခချုပ်ဆရာတော်တို့ပါမောက္ခဒေါက်တာအာသဝတို့ပါကျောက်ဆရာတော်ဒေါက်တာကျေသူတို့တွေကိုလမ်းပေးပြီးတော့အဲဒီမြန်မာသာဆရာကလည်းမြန်မာသာအရေးသားတွေကြီးဖြတ်ပေးပါတယ်အဲ့တော့ဇာဟုတ်ကတော့စက်တင်နေပြီသို့တော့ဖွာရဌာနေပြေကပ်ပြီကိုအရင်ရေးလိုက်ပါတယ်ဒါတော့မြတ်စွာဘုရားစတင်
မွေးဖွားတဲ့မြို့ဖြစ်ခြင်းကြောင့်အဲ့တော့အဲ့ဒီမှာတချို့ကိစ္စလေးတွေတချို့ကိစ္စကြတော့အခုမှတွေ့တယ်တွေ့ရှိတဲ့နေ့ဓမ္မဒါလေးဘာသာပြလဲဘုရားနာပြအဲ့တော့18ရက်8လအဲ့တော့ဘွားရတန်ဒီပြေကပ်ပြီကိုဟုတ်ပေါ်ဟမ်ဒီဥပေါ်မလားပေါ်အဲ့တော့ဘွားရတန်ဒီပြေကပ်ပြီဆိုတော့အဲ့ဒီပုံကကျမ်းအောင်မှာတင်ပြပြီးသွားပြီယခုဩဂုတ်လကြာမှဒီဓာတ်ပုံကိုရှာလို့တွေ့ပါမယ်အဲ့ဒါလေးကိုကြည့်ပါမယ်ခိုင်ထားလေပြောချင်လို့အဲ့ဒီပုံလေးမှာအလယ်ကမြတ်စွာဘုရားပါဆိုတော့ 1st century BC ဖြစ်ခြင်းကြောင့်လွန်ခဲ့နှစ်ပေါင်း2122ခုနှစ်ကဒီနေ့တော့ Paris ပြတိုက်မှာရှိပါတယ်ဆိုတော့အဲ့ဒီရဲ့ဓာတ်ပုံကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားအလောင်းတော်ရဲ့ဘုရားကဆန္ဒရဲ့ဘုရားရှင်ရဲ့ခြေတော်နားမှာကန္တကမြင်းရဲ့အပေါ်မှာခလေးကိုပိုက်ထားတဲ့ရတော်ရရဲ့နောက်နားမှာစัจ जा ယရနာကြီးကင်ပြီးတော့ပုံရင်လို့ဒါကတော့ကြောက်သားတွေကိုထွင်းရတာဖြစ်ခြင်းကြောင့်တနေရာထဲမှာပုံကိုယ်တွေစုပြီးပြတာဖြစ်ခြင်းကြောင့်ရိုးရိုးလူတော့မရဘူးရှင်ဆန္ဒကိုတနေရာပို့ရတယ်ကန္တကမြင်းကိုတနေရာပို့ရတယ်ရတော်ရအိတ်ခိုင်းထဲမှာရှိတာသို့တော့အဲ့ဒီရတော်မေခင်ရွှေစင်ဤရဲ့ကြာရင်သိမယ်ဆိုထွက်လာတာထွက်တော်မူနန်းကခွာတယ်နန်းခွာတဲ့အခါမှာဟုတ်ကိုယ်ကမာနသားကြီးကမာနကြီးကရောက်လာပြီးမာနိခမမာဝီရာတော်မထွက်ပါနဲ့အဲ့တော့အဲ့ဒီရဲ့ပုံစံလေးဒီပါဠိကိုအကြောင်းပြုပြီးတော့ဒီဓာတ်ပုံဒီပကြီးကြီးဒီရုပ်ထုကြီး sculpture ကြီးလုပ်တယ်ဆိုတာကိုသိအောင်ဆရာတော်ကဘေးနားမှာပါဠိလေးရေးထားပါတယ်မာနိခမမာဝီရာတော်မထွက်ပါနဲ့ဤတော့ဒီနေ့ကနေသတ္တမေတိနေ့9မြောက်နေ့မှာစัจ जा ရဏရောက်ပါလိမ့်မယ်နတ်ပြည်ကလာလိမ့်မယ်ဒိဗ္ဗံပါတုစက္ကရတနံအရှင်သိတ္တရမင်းသားတော်မထွက်ပါနဲ့လာတားတာလေဖျားဖြစ်ရင်ကျင်အောင်လူစေမာနဲ့လာတားပြန်အဲ့ဒါပြောတာတောထွက်လာတဲ့အခါမှာမာနဲ့လာတားပြန်ဖျားဖြစ်ရင်ကျင်အောင်လူစေဆိုအဲ့ဒါတောထွက်ခန်းထဲမှာပါတဲ့တောထွက်ခန်းတခြင်းထဲမှာပါတဲ့ဖျားဖြစ်ရင်ကျင်ကိုမာနဲ့ကလာတားတဲ့ပုံပါရပါပြီအဲ့တော့ဒီပုံလေးကဘယ်လိုလာလဲဆိုရင်ခုနဗုဒ္ဓဝင်အထကရာစာမျက်နှာ331မာနိကမမာဝီရာဣတောဒေသဓမေတိနေဒိဗံသူစက္ကရတနအတ္ထပါတုဘောဝိတတိအရှင်သိတ္တတာတော်မထွက်ပါနဲ့နောက်9ကျန်စัจ जा ယတနာကြီးလာနိုင်မယ်ဆိုတော့အဲ့ဒီလိုပုံတစ်ခုရဖို့အတွက်ကျမ်းစာရေးလိုက်တဲ့18ရက်8လ2022ကျမ်းမှာရှာဖွေတွေ့ပါတယ်နေ့တိုင်းရှာနေရပါတယ်ဒါပြောပြတာပါအဲ့တော့ဧကရာအနေနဲ့ဆိုအင်္ဂါတိုင်းကိုသွားရပါလိမ့်မယ်ပြေးလိုက်နေကြည့်လိုက်ပါဒါမြတ်စွာဘုရားကြည့်လိုက်ရင်အဲ့တော့ဟိုမှာအင်္ဂါတိုင်းလို့ဥတ္တရကုရုအင်္ဂါတိုင်းဆိုပြီးတော့တွေ့ပါလိမ့်မယ်မကရဝိုင်းလာပါတယ်အဲ့တော့ဒီမှာကုရုလို့တွေ့ပါလိမ့်မယ်ဒါမဟာသတိပဋ္ဌာန်တုတ်ကြီးကိုဟောခဲ့တဲ့နေရာပါအဲ့တော့မြတ်စွာဘုရားရှင်ရဲ့သာသနာမြတ်စွာဘုရားရှင်မပွင့်ငယ်တဲ့ကကုရုပัญจလကောသလဝိရေဟမကရအဲ့ဒီ၅ခုဒီအိန္ဒိယနိုင်ငံသမိုင်းမှာအစောဆုံးဖြစ်တည်ခဲ့တယ်လို့ဆိုပါတယ်ကုရုပัญจလကောသလဝိရိယမကရအဲ့ဒီမကရဘေးနားမှာကတ်နေတယ်အင်္ဂအတိုင်းပါပဲဒါမြတ်စွာဘုရားတချို့အရာတွေမှာတော့ဒါမစ္ဆတိုင်းโอเคကုံတိကေကယအဲ့ဒီဟာတွေကိုတော့ဆရာတို့ကသိတဲ့ရှားပါတယ်ပြီးတော့ဘာဟိယဓာတုစီယဆိုပြီးတော့ဘာဟိကတိုင်းဆိုပြီးတော့ရှိပါတယ်
ဒါအတွက်လည်းသေးတဲ့သူရိဒနာပြုပြီးပါပြီပါဠိစာပေထဲမှာတော့တိုင်းကြီး16တိုင်းဆိုပြီးတော့သောလတမဟာဇနပရလို့ဒီလိုရေးပါတယ်တိုင်းကြီး16တိုင်းပါတိုင်းကြီး16လို့ဆိုပါတယ်အဲ့ဒါဝိသခာကိုပြောတဲ့ဥပောသတ္တသုတ်တံမှာဝိသကုပောသတ္တသုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ပင်ချာလာနံကုရုနံခုနမစ္ဆာနံကောသလနံခုနအင်္ဂါနံမဂရနံတို့ကာတိနံကာရှိနတာစေတိတိုင်းအဲ့ဒီလိုတွေကဒါလို့ဆိုရင်မြတ်စွာဘုရားရဲ့သာသနာပြုတဲ့ခရီးဒီဤကုရုတိုင်းကနေဒီလိုသွားဒီထိအောင်အင်္ဂဒါကြတော့ဝင်ကဘင်္ဂဆိုရင်ဘင်္ဂလားဒေ့ရှ်ကဘင်္ဂေါတိုင်းဘင်္ဂါလီဆိုတာပါပဲဒီကနေ့ပြဿနာတက်နေတဲ့ဘာညာဆိုဘင်္ဂါလီအဲ့ဒါဘင်္ဂါလီခေါ်ပါတယ်ဘင်္ဂသည်ဘင်္ဂတိုင်းဘင်္ဂါလီဒီစကားပါများတယ်လို့ဒီလိုမှတ်စေချင်ပါတယ်ဒါကောင်းပြီဘာဖြစ်လို့အဲ့ဒီမြတ်စွာဘုရားကမြစ်တိမဒေသမှာပွင့်ပါတယ်ဆိုတဲ့အဖြေကိုဒီနေ့ပေးပါမယ်ကြည့်အောင်မြတ်စွာဘုရားရှင်ကိုရောမြတ်ဘာကြောင့်အဘဲကြောင့်မြစ်တိမဒေသ၌ပွင့်ထွန်းရပါသနည်းဆိုတဲ့အဖြေလေးကိုကြည့်အောင်ကြည့်ပါပြီအခုကြည့်ထားပါတယ်ဒီစကားများကိုဒီစာသားများကိုဒီလိုတွေးတဲ့အတွေးခေါ်ကိုဘယ်ကစယူပါတယ်လဲလို့မေးရင်ဒီတွေးခေါ်များကိုဘယ်ကစယူပါတယ်လဲလို့မေးရင်ဖတ်သွားဒီတွေးခေါ်များကိုဘယ်ကစယူပါတယ်လဲလို့မေးရင်1918ခုနှစ်မှာမွေးတဲ့အင်ဒရာဂန္ဒီ1930ဆိုတဲ့အခါမှာအသက်ကလေး73နှစ်သမီးလောက်ပဲရှိသေးတယ်အဲ့ဒီ73နှစ်သမီးကိုထောင်ထဲကနေပြီးတော့အိန္ဒိယနိုင်ငံအမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့ပန်နစ်နေရူက Glimpse of World History ဆိုပြီးကျမ်းတစ်စောင်ရေးပြီးတော့သူ့သမီးရှိကိုစာပို့ခဲ့ပါတယ်ချစ်သမီးတို့စာပေးခဲ့ပါတယ်အဲ့ဒီပေးခဲ့တဲ့အထက်မှာဒီလိုစာလေးတစ်ခုဖတ်ခဲ့ရပါတယ်ဒါအခုမှတော့ပြန်ရတာအဲ့စာကိုချကြိုက်သွားတာတော်တော်ဆိုးတာအဲ့ဒီမှာ in India in that 6th century before Christ we had the Buddha and Mahavira in China Confucius and Lao Tzu in Persia Zoroaster Zarathustra or Zoroaster in the Greece island of the Samos of Pythagoras အဲ့ဒီစာသားလေးကိုဓမ္မစရိယဖတ်ခဲ့ရပါတယ်1990လောက်ကဖတ်တာအဲ့ဒီမှာခေါင်းထဲကိုတွေးခေါ်တူရောက်သွားပါတယ်အဲ့ဒီတွေးခေါ်ဒီခုနကတော့ဇယားလေးထောလာတာမူလဒီတွေးခေါ်ရောက်အောင်လို့ပေးခဲ့တဲ့ပုဂ္ဂိုလ်ကတော့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကြီးဖြစ်တဲ့နေရူပါသူ့သမီးအင်ဒရာဂန္ဒီကိုပေးတဲ့စာအုပ်ပါ Glimpse of World History ကမ္ဘာသမိုင်းကိုရုပ်တရက်ကြည့်ခြင်းမြင်ကွင်းလို့ကမ္ဘာသမိုင်းကိုဖြတ်ခနဲ့ကြည့်လိုက်ခြင်းလို့ဘာသာပြန်ရင်လည်းပြန်ပါအဲ့ဒီစာအုပ်ကိုငငယ်ကဖတ်ခဲ့လိုက်ပါတယ်ဖတ်ခဲ့လိုက်တဲ့အခါမှာအဲ့ဒီစာအုပ်ရဲ့စာပိုက်ကိုစိတ်ထဲကဆွဲသွားတယ်အဲ့ဒီစာအုပ်ကလည်းချကြိုက်သွားတော့ကုန်တော့ဒီကနေ့မှပြန်ပြီးတော့ခုနမှရှာတယ်ပဲပြောရပါစို့လေခုနမှရှာလိုက်တဲ့အခါမှာအဲ့ဒါရှိတယ်လို့ပဲဆိုတော့ခုနလေးကမှရှာလိုက်တာပါ So in India in the 6th century BC we have the Buddha and Mahavira အိန္ဒိယနိုင်ငံမှာဗုဒ္ဓနဲ့မာဝီရာChina တရုတ်မှာ Confucius နဲ့ Lao Tzu ပါရှားမှာ Zoroaster Greek မှာ Samos တို့ Pythagoras တို့သူတို့တွေရှိခဲ့တယ်ရှင်းပြောရင် BC 900နဲ့600ဒီအတွေးခေါ်သမားတွေခေတ်အဲ့ဒီခေတ်မှာဘာတွေထွက်ခဲ့လဲကြည့်အောင်အနောက် Greek မှာ Thales BC 624ပါဘုရားရှင်နဲ့တစ်နှစ်ငယ်ပါတယ်ဒါမြတ်စွာဘုရားပွင့်တာကို BC 623လို့ယူဆရင်လာဟုစုသည်မြတ်စွာဘုရားတဲ့တစ်နှစ်ငယ်ပါတယ်အကယ်မြတ်စွာဘုရားပွင့်တာကို BC 983ဆိုဘုရားတဲ့ကြီးပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ကြံကြီးတစ်ကြံရှိပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ကြံကြီးတစ်ကြံရှိပါတယ်မြတ်စွာဘုရားဘယ်တော့နေထိုင်မွေးဖွားခဲ့တယ်ဆိုရင်စံမျက်နှာ400လောက်သူတို့တွေပြုကြတယ်ဘုရားရှင်မွေးတဲ့ခုနှစ်နေနဲ့ပတ်သက်ပြီးတော့ထေရဝါဒကျမ်းစာများက BC 623လို့ယူဆပါတယ်ကမ္ဘာစာပေ historian တွေ scholar တွေက BC 983သို့မဟုတ်963လို့ယူဆတယ်ကထားရှိသေးတော့အဲ့ဒီအတွက်တိကျစာအုပ်ရေးထုတ်ရှိပါတယ် Thales Greek ကပညာရှင်ပါ BC 624မှာမွေးပါတယ် Pythagoras အားလုံးသိတဲ့ father of mathematician ပါနော်ခုနသင်္ချာမှာ Pythagoras ကိုရိုတွေ8တန်း9တန်း10တန်းမှာ Pythagoras theory တွေသင်ခဲ့ပြီးသားပါသူက BC 980မှာမွေးပါတယ်ပြီးသွားပြီဒါMr. Nehru ကသူ့သမီးကိုပေးတဲ့စာတွေက Confucius BC 951မှာမွေးပါတယ်Lao Tzu BC 600မှာမွေးပါတယ်
အီရန်မှာရှိတဲ့ပါရှန်ဇိုရဝက်စတာ BC 900မှာမွေးပါတယ်ဗုဒ္ဓမြစ်ကြီးမဒေသ BC 623 BC 983မှာမွေးပါတယ်မဟာဝီရ BC 999ဘုရားရှင်နည်းနည်းလေးကြီးပါတယ် BC 999မှာမွေးပါတယ်သက်သေအကြောင်းပြခြင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောပါမယ်သက်သေပြတဲ့နေရာမှာဥဝိသုဒ္ဓဒီဆရာတော်ကျောင်းထဲကကွန်ပျူတာခိုးတယ်မခိုးဘူးလို့သက်သေပြဖို့လို့တယ်အဲ့ဒီဥဝိသုဒ္ဓလေးတရုတ်လေးဗမာလေးမြန်မာတို့ကသူတို့စကားပြောတဲ့အခါမှာသူသက်သေပြဖို့ကဝိသုဒ္ဓဒီဥကောသန္တာရဲ့ကွန်ပျူတာခိုးခြင်းမခိုးခြင်းကို approve ဖြစ်ရမယ်သက်သေပြရမယ်ဒါသူတို့ဘာပြောအဲ့ကောင်ကခိုးမှာပေါ့လေအဲ့ကောင်တရုတ်လေးအဲ့ကောင်ကလားလေးအဲ့ကောင်မရမူဆိုးမလေးဆိုသူတို့ဓာတ်တွေ approve မဖြစ်ဘူးတရားရုံးမှာအဲ့ဒါပယ်ပါတယ် objection လုပ်ပါတယ် reject လုပ်ပါတယ်အခုလဲဗုဒ္ဓရှင်ကိုတော်မြတ်ဘာကြောင့်မြင်းမသိမဒေသမှာပွင့်နေဆိုတဲ့မေကုံးမျိုးတွေကိုမေးတာရှိတယ်ငကိုတော့လည်းဖြေခဲ့ဘူးတယ်အခုတော့ internet လည်းရတာဖြစ်ချင်းကြောင့်အဲ့ဒီဖြေကိုပဲဖြေတာပါဆရာတော်ကောသနာဟောတဲ့အချက်လက်ဒီမှားလားအဲ့ကတော့ရုပ်ဆိုးတယ်အဲ့ကတော့အသံမကောင်းဘူးလို့အဲ့ကတော့ပိန်တယ်အထက်မပြောနဲ့အဲ့ဒါအဲ့ကတော့ရန်ကုန်သားအဲ့ကတော့အညာသားဆိုမြန်မာတို့ကအဲ့ဒါတွေကိုဒီ fact ကိုအဓိကမထားဘူးဆရာတော်ပြောတဲ့စနစ်တခုထဲမှာ what is wrong ဘာမှားလဲဆိုတာလည်းမ who's wrong မလိုက်ဘူးဘယ်ချက်လက်ဒီဆရာတော်မှားလဲအဲ့ဒါကိုကြည့်မယ်အခုချက်လက်ဒီကိုယ်ပိုင်အတွင်းတင်ပြတာဖြစ်တယ်မှန်ရင်မှားရင်ဝေဖန်မှုရှိတယ် what is wrong အဲ့ဒါဝယ်သွားမယ် who is ဘာဘသူဆိုတာကိုမလုပ်ပါဘူး who is wrong မသွားပါဘူးဒါတမစီရဲ့စနစ်ပါအဲ့ဒါအခုချက်လက်ဒီခုနကပြောခဲ့ပြီးပြီခုနကကြိုတင်ပြောခဲ့ပြီးပါပြီဘာကြောင့်ဒီဟာကိုတွေးမိလဲဆိုရင်ခုနကပြောခဲ့ပြီးပါပြီခုနပြောခဲ့ပြီးပါပြီထပ်တခြားဓာတ်တခြားရိုက်ထားပါမယ်နော်ဝိသုဒ္ဓအဲ့တော့ BC 600ဝန်းကျင်သည် 6th century BC သည် in India နိုင်ငံမှာဗုဒ္ဓနဲ့မဟာဝီရပွင့်တယ် in India အဲ့တော့ဒါလေးနဲ့သူအင်ဒရာဂန္ဒီနဲ့ပတ်သက်ပြီးမှတ်သားစရာလေးဒီမှတ်သားစရာစကားလေးကိုကျွန်ုပ်မှတပါနောက်တော့တယောက်ပြောနိုင်မှုမရှိတော့တော့ဘူးလို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဈေးရုပ်သူဒေါ်ချမ်းပါဈေးရုပ်သူဒေါ်ချမ်းရဲ့သားကကိုရေးဘိုးတဲ့အဲ့ဒီဦးရေးဘိုးကဒီအင်ဒရာဂန္ဒီမြန်မာပြည်ရောက်လာတဲ့ခါမှာအဲ့ဒီကလမချောတယ်လေအဲ့တော့သူရည်စားစကားပြောပါတယ်ဒါလူငယ်တွေမှတ်ထားလိုက်ပါအဲ့ဒီအင်ဒရာဂန္ဒီဆိုတဲ့ကလမလေးချောချောလေးကိုနေရူးရဲ့သမီးဝင်ရုပ်သမီးကိုအဲ့ဒီမန္တလေးဈေးကျူသူဒေါ်ချမ်းရဲ့သားကိုရေးဘိုးကပိုးပါတယ်အဲ့ဒီဦးရေးဘိုးပြောတဲ့အချိန်မှာအသက်82နှစ်ရှိပါပြီသေသွားပါပြီအဲ့ဒီဦးရေးဘိုးကပိုးတဲ့ခါမှာဒေါ်အင်ဒရာဂန္ဒီကစကားတစ်ခုပြောခဲ့ပါတယ်အမှတ်တရနင်တို့မြန်မာနိုင်ငံမှာတဲ့ငါကြိုက်လို့တဲ့လူကတယောက်ပဲရှိတယ်တဲ့အင်ဒရာဂန္ဒီပြောခဲ့တာပါသူက1918မှာမွေးပါတယ်ဘိုးကျောင်းအောင်ဆန်း1915မှာမွေးပါတယ်အောင်ဆန်းမှာတပါနင်တို့ဗမာပြည်မှာကြိုက်စရာအကောင်မရှိဘူးတဲ့ငါအောင်ဆန်းမိမရတော့လို့ငါမယူတော့ဘူးနင်တို့ဗမာပြည်မှာကြိုက်အဲ့ဒါအေးဖို့ပြောခဲ့တဲ့စကားပါဓမ္မစီပြောတာမို့နို့ဓမ္မစီမမီဘူး1918ခုနှစ်မှာမွေးတဲ့အင်ဒရာဂန္ဒီဘိုးအောင်ဆန်းနဲ့နှစ်နှစ်ငယ်ပါတယ်အောင်ဆန်းကိုအသေးကြိုက်တယ်ဘယ်မှာကြိုက်တာလဲတဲ့မေးတယ်နင်ဘယ်လိုကြိုက်လဲတဲ့ဥပိ္ပဝဆက်မေးတယ်။အော်နဲ့အောင်ဆန်းအတ္တလီရှိကိုလေဟိုရေးဆိုမလို့သွားတာလေဟိုအညာသားအောင်ဆန်းကခတ်တုံးတုံးလေအဲ့နဲ့ဘုဥနဲ့နေလူကဟေ့အောင်တယ်မင်းဒီတိုက်ပုံအင်ကြီးနဲ့ပင်ကြီးလေးနဲ့သွားလို့ရမလားကွာအင်္ဂလန်ဆိုသေအောင်အေးတယ်တဲ့ तू ကအဲ့ဒီအင်ကြီးလေးနဲ့အဲ့ဒါမင်းမတ်တရဆန်းတွေရက်တယ်အဲ့ဒီမတ်တရတဲ့ဟာလေးရက်ပြီးတော့အဲ့ဒီအောင်ဆန်းရဲ့အမူအရာကိုအင်ဒရာဂန္ဒီကဝင်ကြီးတို့သမီးရဲ့အိမ်လေးကမြင်တယ်လို့ဆိုပါတယ်ဒါကျွန်ုပ်ပဲတရုတ်တယောက်သိမယ်အေးကိုသိသွားပြီအဲ့ဒီမှာရှုပ်တော့ရှက်တယ်လေးနဲ့အဲ့ဒါမှသူ့ကိုပေတွေတိုင်းပေါက်တိုင်းပြီးတော့ချက်ချင်းပဲအင်ကြီးစစ်အင်ကြီးချုပ်ပေးလိုက်တယ်အဲ့ဒီဟာအဲ့ဒီကောင်မလေးနဲ့အဲ့ဒီကောင်လေးတို့နဲ့ကြိုက်တဲ့အခန်းပါပဲဒါပါပဲအဲ့ဒါကနောင်လူငယ်တွေမင်းတို့ထုတ်ပတ်ရိုက်ချင်တယ်ဆိုတဲ့ငနေတွေအဲ့လောက်ပြည့်ပြည့်စုံစုံသိသလားလို့မလို့မေးချင်ပါတယ်အဲ့ဒါအင်ဒရာဂန္ဒီဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်ုပ်လည်းမသိပါဘူးအဲ့ဒါဥယေးဘူတချို့အရာလေးတွေအဲ့လိုပါဘိုးဘကိုရဲ့ဥယေးဘူရဲ့ဆရာကြီးဥတုခရဲ့ဘဝတန္တရာဟိုဘက်ကယထာနာမှာတကယ်တန်စင်ရှာခဲ့တာကအေးဘူကရှာခဲ့တာပါဟာကုတုခတဲ့တငယ်ချင်းတွေဘိုးဘကိုလည်းပါတယ်ဒီနေရာရုပ်ပြကျွန်တော်တချင်းလေးသွင်းလိုက်မယ်ဗျာတဲ့သူကတရောလဲကျွမ်းတယ်အမှုပညာသမားအဲ့ဒါဥတုခဆရာကြီးဥတုခနဲ့ဥယေးဘူကခန့်နေလို့ဆိုယထာကြီးကကိုယ်တယ်မပြီးတော့ဘူးအဲ့ဒီမှာဘဝတန်တရားရှင်လျားထွေပြားမနေမနာသွားတဲ့အေးဘူကအတန်သွင်းလိုက်တာတချို့ကိစ္စလေးတွေအဲ့လိုရှိတယ်လို့သမိုင်းကြောင်းလေးတွေကြံမှာဆိုလို့ပါဒါပါပဲဘာယူခြင်းမှတော့မရှိပါဘူးအဲ့ဒါလေးကို तू ကဥယေးဘူကတွန်းလိုက်ပါတယ်နော်တွန်းလိုက်ပါအဲ့ဒီမောင်အေးဘူကပဲဓာတ်ပုံတွေမှတ်တမ်းတွေတင်လိုက်ပါတယ်
ဓာတ်ပုံမှတ်တမ်းတင်တဲ့အခါမှာအဲ့ဒီစာကိုကျွန်တော်ရှိမှရှိပါတယ်အဲ့ဒီမှာတမ်းမတော်အဲ့ဒီတော့တမ်းမတော်ရဲ့အကြီးအကဲဖြစ်တဲ့ဥနေဝင်းတယ်လီဖုန်းလေးနဲ့ကင်ပြီးတော့စစ်သားဝင်စစ်တွေကိုလာဟျောက်လေမင်းတို့ဘလို့တိုက်ဘလို့ခိုက်လို့ပြောတာတပုံပဲရှိတယ်အဲ့ဒါအေးကိုရက်ခဲ့တာဘယ်လိုပြောရင်မကောင်းတော့ဘူးဒါရန်ဥတန်းနဲ့ဥအဲ့ဒါကျွန်တော်ရှိမှရှိပါတယ်အဲ့ဒီဓာတ်ပုံသူရိုက်ခဲ့တာဓာတ်ပုံအဲ့ဒါသူရိုက်ခဲ့တာအဲ့ဒီဥေးဘူးတဲ့မန္တလေးမြို့သားပါဗျာဆရာတော်စာရီအများကြီးသင်ပေးတော့သူကအဲ့ဒီပုံလေးဓာတ်ပုံလေးရိုက်ခဲ့တဲ့ဒါရန်ဥတန်းဥေးဘူးဆိုတာအားလုံးသိကြပြီမြန်မာနိုင်ငံရုပ်ရှင်အသင်းမြန်မာနိုင်ငံဓာတ်ပုံအသင်းတို့ရဲ့ဥက္ကဋ္ဌကြီးလုပ်သွားတယ်ဒုက္ခလုပ်သွားတယ်ဥေးဘူးခေါ်ပါတယ်သူကဓာတ်ပုံပညာရှင်ပါဒေါ်ချမ်းရသားတထေးသားတနေ့ကိုဓာတ်ပုံပဲလိုက်ရိုက်နေတယ်ကင်မရာတွေတင်သွားပြီးတော့ဟိုတယ်မှာတဲတယ်တနေ့300ပေးထားတယ်မြန်မာနိုင်ငံမှာဟိုတယ်တစ်ခုကိုနေ့စဉ်ပတ်စံပေးပြီးတော့တစ်လ300အဲ့လိုပေးပြီးတဲတာ2ယောက်ပဲရှိပါတယ်အဲ့ဒါမိုးကုတ်မြတ်မောင်နဲ့ဥေးဘူး2ယောက်ပဲရှိတယ်ပတ်တန်းဟိုတယ်ကိုပတ်စံပေးထားပြီးတော့တစ်လ300ပေးထားတယ်ငါသားအချိန်ကြီးတဲဆိုတာဈေးယူသူဒေါ်ချမ်းရသားအေးဘူးနဲ့ဒါရန်တော်တန်းရဲ့သားမြတ်မိုးကုတ်မြတ်မောင်2ယောက်ပဲရှိတယ်မင်းတို့အဲ့ဒီသမိုင်းတွေမှတ်ထားခဲ့မှတ်ထားအဲ့လိုလူငယ်တွေ in India in that 6th century before Christ Christ တော်မမွေးမီ600 BC 600မှာ we had the Buddha and Mahavira ငါတို့အိန္ဒိယမှာဗုဒ္ဓနဲ့မဟာဝီရ in China Confucius and Lao Tzu တရုတ်မှာ Confucius နဲ့ Lao Tzu in Persia အီရန်ကိုပြောတာ Zarathustra ဒီလိုသူအိန္ဒိယတွေအဲ့လိုခေါ်တယ်ကဘာကတော့ Zoroaster လို့ခေါ်တယ် Zoroaster ဆိုပြီးတော့ in the Greek islands of Samos Pythagoras သူတို့ရဲ့တက်တန်းတွေကိုပြပါတော့မယ်အဲ့တော့နေရူဒီသူ့သမီးအင်ဒရာဂန္ဒီကိုကဘာပညာရှင်ကြီးဖြစ်လာစေခြင်းလေအဲ့ဒါကြောင့်ကြည့်ပြီးဆရာတော်ကမြန်မာလူငယ်များကိုဘာသာရေးနဲ့ပတ်သက်တာပါတရုတ်အခုစပြီးတော့အနောက်တရုတ်ပါရှန်မြစ်မဒေသ၄ခုBC 600မှာဘာကြောင့်ဗုဒ္ဓဂိမ်းမှာမပွင့်တာလဲဘာကြောင့်ဗုဒ္ဓတရုတ်မှာမပွင့်တာလဲဘာကြောင့်ဗုဒ္ဓဣရန်မှာမပွင့်တာလဲအဲ့ဒီမျိုးကုန်ဖြေပါဒီနေ့ဖြေပြီတမင်ကြီးဖြေပြီတမင်ကြီးဖြေပါပြီဗျာအနောက် Greek Thales 624 BC Pythagoras BC 590 Confucius BC 551 Lao Tzu BC 600 Zoroaster BC 500 Buddha BC 623 588 Mahavira BC 599တက်တည်ပြပါပြီတက်တည်ပြပါပြီဒါတက်တည်ပါတက်တည်ပြပါโอเคကြည့်ပြီဗုဒ္ဓသာသနာရဲ့ပရမအဆုံးဖြည့်တဲ့ပါရမီဒီဒါနပါရမီပါအဲ့ဒီဒါနပေးကမ်းခြင်းကိုထိုသေလိစ်တို့ပိုက်သာဂိုရပ်စ်တို့ no လက်မခံပါဘူးတရုတ်ပြည်လက်ခံပါတယ်ပါရှန်လက်မခံပါဘူးခုနပြောတဲ့အိန္ဒိယမြစ်စိမဒေသမှာအမှန်လေးချက်ထားပါတယ်လက်ခံပါတယ်သီလနဲ့သိလိုက်ပါမယ်ရင်းလို့သီလကိုကျင့်တရားလက်ခံပါတယ်အဲ့ဒါအကုန်လုံးလက်ခံတယ်ပိုက်သာဂိုရပ်ကိုကျင့်တရားလက်ခံတယ်သေလိစ်တို့အရစ္စတိုတယ်တို့ဆိုကရတီတို့လက်ခံတယ်ပလေတိုတို့လက်ခံတယ်သီလလာအိုစုကွန်မြူရှက်တိလက်ခံတယ်ဇိုရဝက်စတာကိုကျင့်တရား morality လက်ခံတယ်ဗုဒ္ဓလက်ခံတယ်ဘောတက်မယ်တမာရီဇန်နေစိတ်ကို train လုပ်တာလက်မခံဘူးအဲ့ဒီဇန်နေမြေရှိုးမဲ့မိုးပြန် no we don't believe လာအိုစုတို့ကွန်မြူရှက်တို့လက်ခံတယ်ဇိုရဝက်စတာ no မြစ်စိမဒေတာ yes ယတိယံနေဥကောသန္တာအခုလို့ဖုံးယူပြီးတော့ဂရိမှာဆွမ်းခံစားလို့မရဘူးတရုတ်ပြည်မှာမရဘူးအီရန်မှာမရဘူးမြစ်စိမဒေသမှာရတယ်ဖခင်တောထွက်မယ်လေတောထွက်ခြင်း no အနောက်ဖြစ်တဲ့ Greek Pythagoras no Plato no လာအိုစုကျွဲစိပြီးတောထွက်တယ် Confucius တောထွက်ခြင်းကာမဂုဏ်တွေကနေရှောင်ပါခြင်းကိုလက်ခံတယ်အီရန် Zoroaster nothing မတွေ့ပါဘူးဗုဒ္ဓပွင့်မဲ့မြစ်စိမဒေသရှိပါတယ်ဒီတော့အချက်လက်တွေအကုန်လုံးကြည့်ပါကာမဝါဒကံကြီးအကြောင်းကိုယုံကြည်တယ်ကံကိုဝိဒီနေ့ချိန်ဒီကံဆိုတာလက်မခံဘူးအင်္ဂလန်တွေတဖွာဖွာပြောနေတယ်လူဆိုဒီမှာကိုလုံးသမျှကိုလူပဲတဲ့လောက်ရမယ်အဲ့ဒါဆိုရင်1966ခုနှစ်မှာအခုဘော်ဘီချတ်တန်မန်ယူကတယောက်ပဲကျွန်တော်ခုထိမသေးသေးဘူးအသက်80ကျော်သွားပြီအဲ့ဒီဘော်ဘီချတ်တန်အင်္ဂလန်ကဘော်ဘီချတ်တန်ကဘော်ဘီမိုးတို့ဖလားကြီးကင်ခဲ့တယ်မင်းတို့ကင်လေမကင်နိုင်ဘူးလေဒါဆိုရင်လုံးရင်ရတယ်ဆိုဗမာရတယ်မေးပြီလေ
ဒီမြန်မာပြည်ကလူတွေမေးလိုက်မယ်ဒီရက်တွေဆင်းလိုက်တာ1000 2000 3000တာကျုပ်တယောက်တည်းပဲဖြစ်တယ်မေးလေလူရဲ့မင်းနဲ့ဆင်းတယ်ငါလည်းဆင်းတယ်မင်းလည်းအတူတူပဲမင်းနဲ့တက်ငါဘာလို့တယောက်ပဲရတာလဲမေးပြီ why သူတို့ရဲ့ကံအချက်လက်တွေအများကြီးရှိတယ်လေဖြည့်ခဲ့တာလက်မခံရင်အင်္ဂလန်ကလူတွေလည်းပြောပါတယ်ဖခင်နဲ့ပတ်သက်ပြီးကိုလို့ရင်ကိုရတယ်ဘာဖြစ်လို့မလို့ကမ္ဘာဖလားမရတယ်မေးပြီမေးလိုက်ပါတယ်ဓမ္မစည်းဘာလို့မန်ယူအမြဲတမ်းမနိုင်တာလဲမေးပြီလေမေးနိုင်ပြီဟာမေးပြီလေဒါတော့ဘောလုံးသမားတွေထွက်နေတယ်လေပရီးမီးယားလိမှာဘောလုံးသမားတွေအများကြီးဟိုဘယ်ကိုရီးယားဆိုတဲ့ကောင်ကအကောင်းဆုံးရဆိုမင်းတို့ဘာလို့မရတာလဲအဲ့ဒီအချက်လက်တွေလုံးရင်ရရမယ်ဆိုတာဒီကံကံရဲ့အကျိုးသူ့အကျိုးတရားတွေရှိတယ်ကံကံရဲ့အကျိုးတရားကိုသူတို့လက်မခံဘူးလက်မခံရင်ကိုအင်္ဂလန်တို့မေးပလဲလေ1966ကကမ္ဘာဖလားရခဲ့မှုပါတယ်ဒီနေ့အချိန်ကြီးနှစ်ပေါင်းများပါပြီနှစ်90ကျော်ပဲဘာကြောင့်မရတာလဲလို့မေးပါပြီရရမယ်ဆိုစူးစမ်းရင်ဖြစ်တယ်ဆိုမရဘူးစူးစမ်းရင်ဖြစ်တယ်ဆိုအဲ့ဒီရဲ့ဖြစ်ပျက်တွေအနိစ္စလက္ခဏာတွေကံမဝါဒတွေခုနလက္ခဏာရေးသုံးပါးတွေအနိစ္စလက်မခံဘူးကံရဲ့အကျိုးယုံကြည်ပြီးတဲ့နောက်မှာဘာတွေပါလာမလဲလက္ခဏာရေးသုံးပါးအနိစ္စသူလက်မခံဘူးမြဲကိုမြင်ရမယ်ဟာတိုက်တန်းနဲ့တိုက်တန်းမမြုပ်အောင်မြုပ်သွားတယ်ချဲလင်းညာအာကာသကိုစိတ်ပေါ်တယ်85စက္ကန့်မပြတ်ကျသွားတယ်ချဲလင်းကြ why အာကာသကြီးကိုစိုးမိုးတယ်ပြတ်ကျသွားတယ်ပင်လယ်ကိုစိုးမိုးတယ်မြုပ်သွားတယ်အနိစ္စအဲ့ဒါသူတို့လက်မခံဘူးတရုတ်ကလက်ခံတယ်သူကလက်မခံဘူးရှိတယ်တမလွန်လောက no သူတို့ဒါဒီဘက်ကလက်ခံတယ်မောက္ခလို့ခေါ်တဲ့ဘဝလွတ်မြောက်မှုလက်မခံဘူးသူတို့လက်ခံတယ်တန်ခါအဖွဲ့အစည်းဆိုတဲ့ဒီတရားတွေကိုကျင့်သုံးတဲ့အဖွဲ့အစည်းသူတို့မှမရှိဘူးသူကတော့ရှိတယ်နောက်လိုက်တယ်ဘုရားရှိတယ်ဆွမ်းခံခြင်းဆိုတဲ့ကျင့်ဝတ်မရဘူးတရုတ်ကတော့လှူတယ်သူကလှူတယ်ဝိနည်းဆိုင်ရာဥပဒေတွေသူတို့မှမရှိဘူးသူတို့မှရှိတယ်ဒါပြင်မြင်းစည်းမဒေသကြည့်တယ်မှာအမှန်ချစ်တရားဖျားတဆူလက်ဒါအချင်းချုပ်ပါဖျားတဆူပွင့်နိုင်လောက်မဲ့လက်ခံမဲ့အချက်လက်များသည်ကြိုတင်၍ပြင်ဆင်ပြီးသားသည်အချက်လက်အကုန်ပြည့်လို့အဘဲကြောင့်မြင်းစည်းမဒေသ၌ဘုရားတဆူပွင့်ရပါသနည်းဆိုတဲ့မိကုံးကိုဖြေလိုက်ပါရစေကျေးဇူးတင်ပါတယ်ဝေရအတွေးခေါ်တယ်အဲ့ဒီဝေဘေးရင်တွေပေါ့ဝေရအတွေးခေါ်တယ်သူတို့လက်မခံပါဘူးသူတို့လက်ခံတယ်အိန္ဒိယနိုင်ငံမှာရှိနေတဲ့အဲ့ဒီပညာရှိတွေကဝေရကျမ်းမှာလာတဲ့မဟာပုရိသလက္ခဏာတွေအဲ့ဒါလက်ခံတဲ့အဲ့ဒီမဟာပုရိသလက္ခဏာကျမ်းတွေကိုတွေးရှိလိုက်တာဖြစ်ချင်းကြောင့်သေလပုံနာလို့ပုဂ္ဂိုလ်တွေဗုဒ္ဓကိုကြည်ညိုပြီးယဟန္တာတွေဖြစ်ကုန်တယ်ဘုရားရှင်ရဲ့မဟာပုရိသလက္ခဏာမဟာပုရိသဆိုတာ great person great beings so 32 signs or marks 32 signs of a great person great beings 32ခုရှိတယ်အဲ့ဒီ32ခုမှာ30ကတော့ထင်ရှားတယ်အပြင်မှာတွေ့ရတာ2ခုကမထင်ရှားဘူးမထင်ရှားတာပါတယ်တစ်ခုကရှာပါဇက်ထဲနေတာနောက်တစ်ခုကမြတ်စွာဘုရားရဲ့အင်္ဂါဒါပြင်ယဟန္တာဖြစ်မယ်ဆိုမြတ်စွာဘုရားသူ့အင်္ဂါကိုပြရတော့မယ်အေးမင်းတို့နဲ့မတူဘူးမင်းတို့ပစ္စည်းလို့မဟုတ်ငပြောဘူးလေးလို့ရွှေအိမ်လေးနဲ့အဲ့လိုလေးနေတယ်အဲ့တော့ဘုရားကဒါဖြစ်သလားဒါရသလားလို့ဒီနေ့တချို့လူငယ်တွေပညာတတ်တွေမေးတယ်မင်းတို့ဘာပေးခဲ့လဲလေရောက်မြတ်စွာဘုရားခန္ဓာကိုယ်ကလေရောင်ကြီးတော်6တော်တွေထွက်တယ်နီလပိဒလောဟိတနဲ့ဩရထစုံကြီးမင်းစိတ်ထားနဲ့ပပါဒရာကုန်တဲ့ငွေလင်းသည်ကြီးညိုပဲကောင်းလေသည်တကယ်ကိုပဲပြောင်းလို့တချင်းနေလည်းရှိတယ်ညိုသောရောင်ကြီးဖြူသောရောင်ကြီးနီသောရောင်ကြီးရွှေသောရောင်ကြီးကြီးညိုပဲကောင်းပါတယ်မောင်းသောရောင်ကြီးဟာသူကရောင်ကြီးတွေကိုလည်းနားလည်းလက်ရနာကရွှေတန်နှံမီလက်ရနာရွှေရောင်ကြီးလက်ဝဲနာကရေတန်နှံစီလက်ရနှာခေါင်းတော်ကမြာကောင်းဆောင်ကြီးလက်ဝဲနှာခေါင်းတော်ကလာဝန်းရောင်ကြီးထွက်တယ်ဆရစင်မင်းဆက်မှာဟိုမှာရန်သူကအစွဲလိုရင်တယ်အဲ့ဒါသူဖြတ်ပြီးကိုယ်တိုင်ဖြတ်ပြီးတော့စိတ်မရှားမြတ်မရှားဗရမ မရှားနေရတဲ့မဖရားတစ်ပါးကစင်စွယ်လှလာကိုမှနားဝယ်ပန်သခြင်းနဲ့ဆိုရင်ကွာငါရဲ့နီလပိဋကလောဟိတဩရတမင်းစိတ်ကပပဒရာ6ရောင်နေကုန်မျိုးနေတဲ့သတ္တဆင်မင်းရဲ့အစွဲကိုသူ့နားဝယ်ပန်ပြီးတော့မှအဲ့ဒီမိန်းမလေးသူ့ယောက်ျားတွေနဲ့ပျော်ပျော်ပါးပါးလှမယ်ဆိုရင်ဝင်းမြောက်ပါတော့ဘောလို့ကြည်ရင်နုပေးလိုက်တာမင်းတို့ပေးတာမရအောင်ကားလေးတော်မှလမ်းမပေးခြင်းတဲ့လူတွေဖះလာမဝေဖန်နဲ့တခါတည်းပြောလိုက်မယ်ဓမေသီကျမ်းတာမဟုတ်ဘူးကားတွေစီးသွားလိုက်တယ်အတင်းကားလေးတော်မှဒီကားလေးတော်မှခဏလေး9မိနစ်ကိုသီးမခံလမ်းမပေးခြင်းတဲ့ပုဂ္ဂိုလ်တွေကဖ
ရားကိုလာဝေဘာနာတယ်ကားတော့လမ်းမပေးချင်ဘူးကြည့်လိုက်ကိုယ့်ကိုကြည့်လိုက်ကိုဘာလူမျိုးနေတယ်ကိုယ့်ကိုဝေဘာလိုက်ပါဗုဒ္ဓရဲ့ပါရမီဒါနပါရမီခဏထားယံသူသည်ကိုထင်းနှံကိုလူတော်လက်ချေသာဘယ်သူဖြက်လူမီဟောမဟာပထဝီနဲ့မဟာပထဝီ2,400,000ထုလို့လက်ချေသာဘယ်သူမှုလူမီလက်တွေချေတွေအသွေးထုတ်ဝေသမုတ်ကြီးအမြတ်ဟာအသွေးတွေအသားကဘယ်လောက်လဲအဲ့လိုလောက်ခဲ့တယ်လေအသားကမဟာပထဝီ2,400,000ထုလို့ဟာ2,400,000လက်ချေသားတွေရန်သူသည်ကိုထင်းနှံကိုလူတော်ရက်ွက်အုပ်ချုပ်မှုလေးလူနေတဲ့ကောင်လေးဒီယာတို့လေးလူနေတဲ့လူတွေလာဘုရားတက်တဲ့ဝေဖန်တယ်ရန်သူသည်ကိုထင်းနှံကိုလူတော်မဟာပထဝီ2,400,000ထုတော်အသားတွေအသွေးထုတ်ဝေသမုတ်မြေအလားအသွေးတွေသမုတ်တွေကပမာဟာ like an ocean like an ocean သမုတ်တရားလို့အသွေးထုတ်ဝေသမုတ်ကြီးအမြတ်ကြီးအဲ့ဒါကိုကားလေးလမ်းမပေးတဲ့ကောင်တွေကဗုဒ္ဓဘာသာလားကားကိုလမ်းမပေးခြင်းတဲ့လူတွေကအမလေးလမ်းမပေးပြဘူးဗျာကြံတာတော့ဝေးရောဗျာကိုယ်တိုင်ပဲနေတိုင်းကဒီတရားနာတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီသေချာကြည့်လိုက်ပေးလိုက်အနေသောကာလမှာအရာရှိပါပဲပုံစံကြည့်ရတော့ကားကြီးလည်းကောင်းတယ်ကားကြီးကတော်တော်ကောင်းတယ်ကားကြီးကနော်ဆရာတော်ဝိသုဒ္ဓရဲ့ကိုတို့ရဲ့ကားနဲ့သွားတယ်ကားကြီးတော်တော်ကောင်းတယ် BMW ကြီးအမဲကြီးရှေ့ကနေပြီးတော့လူနာကလမ်းတောင်းနေလို့ဓမေစီတို့ကားဖယ်ပေးလိုက်တယ်အဲ့ဒီကောင်ကအဲ့ဒီအရာရှိချမ်းချမ်းသာသာငနေကလမ်းပေးရမလားဆိုရင်ကားကိုပိတ်ပြီးတော့ဆဲမလို့ကြည့်လိုက်တော့မှဓမေစီဆရာတော်မြင်တော့မှပြန်ထွက်သွားတယ်ဩလူနာကောက်တခါတည်းပြောလိုက်မယ်နားထောင်တဲ့သူတွေလူကသူ့လက်ကိုယ်လက်ရှိတယ်တကြော့တလဲရှောင်ကုန်တော်လဲကြားကိစ္စမရှိဘူးသူ့လက်ကိုယ်လက်ရှိတယ်အမြဲတမ်းပဲအလက်ရှိတယ်အလက်ကြမနှွဲ့ကြအလက်ကြမနှွဲ့နဲ့ကိုယ့်အမေလဲလမ်းလဲသွားနေမကောင်းတဲ့ခါကျတော့ကားတွေကလမ်းမကြီးနဲ့တကြော့တလဲရှောင်ကုန်တော်လဲမကြီးနဲ့အဲ့တော့ဒါနပါရမီအဲ့လိုလာခဲ့တာတောင်သူပြည့်စုံတယ်မြတ်စွာဘုရားပြည့်စုံလားပြည့်စုံပါလေဘာလို့ပြည့်စုံလဲပေးခဲ့လို့အကုန်ပေးခဲ့လို့ကြည့်လိုက်ဒီကနေ့လူတွေပါတီနှစ်ခုမတည့်ဘူးမိတွေဘာတွေမတည့်ဘူးအဲ့တော့သေလပုံနာကြီးနဲ့ပတ်သက်လို့ပြောကြတာပါဝေဒကျမ်းတွေကြောင့်ရှားကိုမြတ်စွာဘုရားကနားတော်ကိုသုံးသက်တယ်နှာခေါင်းကိုသုံးသက်တယ်ပစ္စည်းဘုရားရဲ့ပစ္စည်းကျန်နေတယ်အဲ့ဒီသေလပုံနာကြီး30ခုတော့တွေ့သွားပြီအိမ်လေးကပစ္စည်းတွေကြည့်ရင်လိုက်တာဆိုမြတ်စွာဘုရားအဲ့ဒီအိမ်လေးကိုပြလိုက်တယ်ဟာအရှင်ဘုရားဘုရားပါဗျာဝေဒကျမ်းတွေဘေးရင်တွေလက္ခဏာတွေမဟာပုရိသလက္ခဏာများအဲ့ဒီဂရိမှာ nothing တရုတ်ပြည်မှာ nothing ဣရန်မှာ nothing မြစ်စီမဒေသမှာပဲရှိတယ်အဲ့တော့မင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဘုရားမှာမိသားအဖမောင်နှမဟုတာရချင်းကွေကွင်းခဲ့ရာတွေ့အောင်ရှား၍ခလေးတော်တဲ့ရောက်နေရအောင်ပြန်ခေါ်ရမယ်အဲ့ဒါဘုရားရဲ့ဝါဒကိုမိမဘုရားကွဲနေတဲ့လူတွေကိုစိတ်တောင်လုပ်ပြီးအဲ့ဒီပစ္စည်းလှတယ်တဲ့ဘယ်လိုပစ္စည်းတွေမလှဘူးရှင်းလေးရဲ့ကြောက်ကြားနမိတ်ကြည်စံသူဘာလုပ်ခဲ့လဲတဲ့ဒီအကြောင်းတရားတွေဖြစ်လို့ဒီအကျိုးတရားတွေရတယ်မိသားအဖမောင်နှမဟုဒီတရားလေးနာပြီးရင်ဆွေမျိုးမိတ်သင်္ကားတွေလင်းနေမရတွေကိုယ်ကွင်းတဲ့သူတွေကိုပြန်ပေါင်းအောင်လုပ်ပေးခဲ့တယ်ဟာကောင်းလိုက်တယ်တို့ကပယ်ထုတ်နေတာမဟုတ်ဘူးမတည့်တဲ့သူတွေဝေးတဲ့သူတွေကိုနီးအောင်ပြန်ဟောပေးနေတယ်မိသားအဖမောင်နှမဟုတာယာချင်းကိုယ်ကွင်းခဲ့ရတွေ့အောင်ရှား၍ကောင်းစွာထက်ချက်ပေါင်းဆက်ခဲ့ဘူးကောင်းမှုထူးကြောင်းမင်းကုန်းဆရာတော်ရဲ့လေသံနဲ့သူသိကောင်းတာပေါ့ဗျာဒီတရားမှတ်တရားရေးရပါမှတ်ကြပါသက်ဆိုင်ရာပုဂ္ဂိုလ်တွေမှတ်ကြပါဗျာကြည်သာမိသားအဖမောင်နှမဟုတဟာယာချင်းကိုယ်ကွင်းခဲ့ရတွေ့အောင်ရှား၍ကောင်းစွာထက်ချက်ပေါင်းဆက်ခဲ့ဘူးကောင်းမှုထူးကြောင်းစင်မှုစတံပုံသဏ္ဍာန်သို့နေရန်တင်ဆုံးအိမ်ဖုံးစေစတတ်ရထင်ရှားယောက်ျားနမိတ်တစိတ်တီးစွာလက္ခဏာဖြင့်များစွာပေါင်းများစွာစုပေါင်းထောင်တောင်းမကသားကောင်းရတော်မူပါသောမြတ်စွာဘုရားဒီလိုတို့လေဘလို့မှယောက်ျားကိုလည်းစစ်ဆေးတယ်မိန်းမကိုလည်းစစ်ဆေးတယ်ခလေးမရဘူး
မွေးတဲ့ကလေးတွေမကောင်းဘူးအော်တီဇမ်လေးတွေဖြစ်တယ်အဖတ်မတင်ဘူးအဲ့ဓာတွေကြောင့်မဲ့သူများသားမယားဇနီးမယားတွေကိုယ်အောင်ကွင်းအောင်လုပ်ရင်ကိုမွေးတဲ့ကလေးမတန်မစွန်းဖြစ်တယ်ကလေးအဖတ်မတင်ဘူးဒါပဲပစ္စည်းတွေစစ်မနေနဲ့ကံကိုစစ်ဒုက္ခပါပဲမှားနေတယ်ခင်ဗျားတို့ကကြတော့ကံမစစ်ဘူးခင်ဗျားတို့သွားပြီးတော့ယောက်ျားကိုစစ်မိန်းမကိုစစ်တဲ့အောင်နဲ့ကံမအောင်ဘူးဩဗျာဒုက္ခပါပဲဘာမအောင်တာလဲကံမအောင်ဘူးအဲ့ဒါတေချာမနားထောင်စစ်တဲ့ယောက်ျားလည်းကျမ်းမာရေးကောင်းတယ်မိန်းမလည်းကျမ်းမာရေးကောင်းတယ်ကလေးမရဘူးဘယ်ရမှာတော့သူများတွေကိုယ်အောင်ကွင်းအောင်ဝေးအောင်လုပ်ခဲ့တာကိုဖယားရှင်ကဘာလဲအဲ့ဒီယောက်ျားနမိတ်ကတဲ့သားတယောက်တည်းတာမွေးတာတကယ်ဆိုရင်ယောက်ျားနမိတ်တစိတ်ပြီးစွာလက္ခဏာဖြင့်များစွာစုပေါင်းထောင်သောင်းမကသားကောင်းရတော့သားတစ်ထောင်တစ်သောင်းမွေးနိုင်တယ်သူဖယားကပေါ်သေးသေးတော့မထင်နဲ့ဒါတယောက်ပဲမွေးတယ်နော်ရာဟုလိုက်တပါးပဲအဲ့ထောင်သောင်းမကမွေးနိုင်တဲ့စွမ်းအားရှိတယ်တဲ့ဘာလို့လဲသားမိတွေသားဖတွေမောင်နှမတွေတငယ်ချင်းတွေတနေရာစီခွေးကွင်းနေရရင်တွေ့အောင်ရှား၍ပေါင်းပါစေတော့ပြီးသွားပြီဒီကတော့လင်မယားဆေးစစ်တယ်လဲအောင်တယ်ဗျာခလေးမရရှာဒါတွေပါတယ်ဗျာအဲ့ဒါပါပဲအဲ့ဒါတွေပါပါတယ်အဲ့ဒါကြောင့်မလို့ဘာကြောင့်သမ္မာသမ္ဗုဒ္ဓတဆူသီလပုံနာကြီးဥပမာနဲ့ပေးလိုက်ပါတယ်အဲ့ဒီသီလပုံနာကြီးဥပမာပြီးမေဇိမဒေသ၌ဒီချာနာတော်မှာအခုခေါင်း philosopher တွေ great thinker great philosopher Thales Pythagoras Confucius Lao Tzu Zoroaster Buddha Mahaviraအဲ့ဒီလိုရှိတဲ့ပုဂ္ဂိုလ်တွေမြစ်မဒေသမှာမြတ်စွာဘုရားပွင့်မဲ့အခြေအနေတွေအကုန်လုံးပြည့်စုံနေတယ်အဲ့ဒါသိဖို့လိုပါတယ်အဲ့လိုမြတ်စွာဘုရားတဆူပွင့်ဖို့အခြေအနေတွေပြည့်စုံနေတယ်လို့အဟိမဝန္တာတောင်တန်းကြီးအဲ့ဒီဟိမဝန္တာတောင်တန်းကြီးသည်တခါတည်းပဲပြောလိုက်ပါမယ်အဲ့ဒီဟိမဝန္မြတ်စွာဘုရားစီဗုဒ္ဓမွေးရကပိလောအဲ့ဒါဗုဒ္ဓမွေးတာကပိလောအဲ့ဒီအချိန်တုန်းကဗုဒ္ဓကတုတိတာနတ်ပြည်မှာရှိပါတယ်ဒါတော့ကိုယ့်တွက်ကြည့်ကြတော့ဖုံးလည်းမပါဘူးတုတိတာမှာရှိပါတယ်So human world မှာမရှိပါဘူး celestial world မှာရှိပါတယ်နတ်ပြည်မှာနေပါတယ်အဲ့ဒီလူတို့ရဲ့တက်တန်စတုမာရတိ90တာဝရင်သား100ယာမက200တုတိတာက400အဲ့တော့လူတို့နှစ်ပေါင်း400ဆိုရင်တုတိတာနတ်ပြည်က1ရက်ပါနှစ်400မှာ1ရက်အဲ့ဒါဆိုရင်ကိုယ့်ဘာသာကိုကြည့်လိုက်ပါလူတို့ရဲ့နှစ်ပေါင်း400သည်1ရက်ဆိုရင်365နဲ့မြောက်ပါဘယ်အချိန်မှာဘယ်လောက်ဖြစ်မလဲလို့နှစ်သန်းနဲ့ခြီသွားမယ်တုတိတာနတ်ပြည်ကသေတတုတိတာနတ်ပြည်ကအလောင်းတော်နတ်သားသုံးလို့ရှင်ပင်ကျွန်းဒိဋ္ဌိဟုတောင်းဝန်းစကြဝဠာနတ်မြမာတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယေရုငကိုရွှင်ရွှင်ဆိုတာဝါဒိုလဖြင့်ကျွမ်းမင်းနေဝဲချမ်းမြေကြည်ဘူးတန်တွေယူသည့်နတ်လူငိမ့်ဖို့ဂိမ်းပါကိုအဲ့ဒီတန်တွေလေးယူဖို့အတွက်ဘယ်လောက်ကြာမလဲနှစ်သန်းပေါင်း50နှစ်သန်း40သို့မဟုတ်50အဲ့လောက်ကြာခဲ့ပါတယ်အဲ့ဒီနှစ်သန်း40 50ကြာတဲ့ခါမှာဒီနားမှာရှိတဲ့ဟိမဝန္တာတောင်ဘုရားရှင်မွေးတော့မဲ့ကပိလုနာဟိမဝန္တာတောင်အဲ့ဒီဟိမဝန္တာတောင်ကြီးသည်ဒီဘက်ကအိန္ဒိယဒါတော့ပဲရေးပါမယ်ဒါအိန္ဒိယဒါကဩစတြေးလျအဲ့ဒီအိန္ဒိယနဲ့ဩစတြေးလျကြီးဒင်းဆိုတိုက်ရတာဓာတ်ထွက်လာဒါက geologics အဲ့ဒီထွက်လာပြီအဲ့ဒီပုံကိုကြီးကအဲ့ဒီဟိမဝန္တာတောင်တန်းကြီးကဟိမဝန္တာဖြစ်မဲ့အရာကြီးကဒီလိုသူ့ရွေ့လာတာမုတ်ဖြတ်လာတာဒါအလုံးမြင်တယ်ဖះကပွင့်တယ်မှာဆိုသူက fast very fast ပဲအလုံးမြန်အဲ့ဟိမဝန္တာရွှေ့တာမြန်တယ်သူကတစ်နှစ်ဘယ်လောက်မြန်လဲဆိုရင်တစ်နှစ်ကို 5.9 ဟုတ်ပြီနော်တစ်နှစ်ကိုပါရီ9.6 လက်မတော်များတာပဲ9.6 လက်မ inch တစ်နှစ်ကိုအဲ့ဒါနှစ်ပေါင်းတန်း40ရောက်သွားတဲ့ခါမှာကိုယ့်ထွက်လိုက်ပါ9.6ဆိုရင်နှစ်တစ်သန်းဆိုရင်9သန်းနဲ့9သိန်းအဲ့ဒီ9သန်း9သိန်းကို
တမိုင်မှာ9280ပေရှိတာပြောတမိုင်မှာ9280ပေရှိတယ်12လမှာဆိုရင်6360လက်မှာရှိပါတယ်တမိုင်မှာအဲ့ဒီ9သန်းနဲ့9သိန်းကို6360နဲ့စားကြည့်လိုက်ပါစားကြည့်လို့ရှိရင်အဖြေထွက်လာပါလိမ့်မယ်93သန်းနှစ်တစ်သန်းရှိသွားတဲ့အခါမှာဒီခိမနာတောင်ကြီးဒီ93မိုင်ရောက်သွားတယ်သူက9သန်း9သိန်းကို6360နဲ့9280ပေမှာရှိတဲ့လက်မနဲ့စားလိုက်တဲ့အခါမှာခိမနာတောင်တန်းကြီးဒီအနှစ်တစ်သန်းရှိတဲ့အခါမှာ93မိုင်ရောက်သွားပါတယ်ဟုတ်ပြီနော်အနှစ်တစ်သန်းရှိတဲ့အခါမှာ93မိုင်ရောက်ပါတယ်နှစ်ပေါင်းသန်း40ဖြစ်သွားတဲ့အခါမှာမိုင်ပေါင်း3920ရောက်သွားပါတယ်အပြင်အဲ့ဒါဆိုဘယ်ရောက်ဖယားဒီနားရောက်လာပြီနှစ်ပေါင်းတန်း millions 40 to 50 million years ဖယားတို့ပွင့်မို့ million years နှစ်တန်း40 50ရောက်တဲ့အခါမှာခိမနာတောင်တန်းကြီးဒီဂေါရမမြတ်စွာဘုရားပွင့်မဲ့နေရာသို့ကီလိုမီတာ6000မိုင်အားဖြင့်3900အဲ့တော့ရောက်ဒါကီလိုမီတာ6000မိုင်ပေါင်း3900ရောက်ပြီအဲ့ဒီရောက်တဲ့အချိန်ဘတ်ဆိုမြတ်စွာဘုရားလည်းသူတိတနတ်ပြည်ကသုတိကျွေးပရိသတ်တွေယူပါတယ်ဒါဆိုရင်မင်းစိမဒေသမှာဗုဒ္ဓဘာကြောင့်ဗုဒ္ဓတဆူပွင့်ဖို့အတွက်ကိုအဲ့ဒီပထဝီသဘာဝဆိုတဲ့ geographically geology တွေအဲ့ဒီအရာတွေကိုပြောင်းလာတာ physical တွေက change ဖြစ်လာတယ်အဲ့ဒီလူတွေကလည်းနတ်ပြည်ဆိုတာတွေတောထွက်တာတွေဘဝရဲ့လွတ်မြောက်မှုတွေသူတို့ရဲ့ mental thinking တွေလည်းပြောင်းလာတယ်အဲ့ဒီပြောင်းလာတဲ့အရာကိုဆရာတော်ဘောဓနာကဓမ္မစီတွေကဗုဒ္ဓကောလဟာလလို့ယူလိုပါတယ်လို့ကျမ်းမှာရေးပါတယ်ဗုဒ္ဓကောလဟာလဟေး1000ညံနေသိမ့်တော့မယ်အဲ့ဒီကောလဟာလမဟုတ်ဟေးအာနာတွေသိမ့်တော့မယ်ဟေးဘာတွေအဲ့ဒီကောလဟာလမဟုတ်ဘူးဟေးရေတွေကြီးတော့မယ် no အဲ့ဒီလောက်နဲ့မဟုတ်ကောလဟာလအဲ့ဒီကောလဟာလတွေ rumors မဟုတ်တော့ဘူးဗုဒ္ဓတဆူဖြစ်ဖို့အတွက် civilization တစ်ခုကပြောင်းလဲတာဒုအဖွဲ့အစည်းမြေပြင်ကြီးတွေရေပြင်ကြီးတွေပြောင်းလဲတဲ့ civil တစ်ခုကြီးကို civil ပါ civilization အဲ့ဒါကြီးပြောင်းလဲတာကိုယူလိုပါတယ်လို့သမီးစီကောလာဟလာအဲ့ဆိုရင်ခိမနာတောင်တန်းကြီးကရွေ့လာမယ်အိန္ဒိယနိုင်ငံမှာဟိုဘက်ကနှစ်ပေါင်းတန်း40နဲ့50 40 to 50 million years မှာ move လာလိုက်တာကီလိုမီတာ6000ကိုရောက်လာပြီမြတ်စွာဘုရားလည်းလူလောကကိုပရိသတ်နေယူပြီအဲ့ဒါက geographically geology နဲ့ပြောင်းလဲတဲ့ဟာပါနော်အဲ့ဒီ geo တော့မှာ geo ethnic ဆိုပြီးတော့ geology ပြောင်းလိုက်တာနဲ့ ethnical လို့ခေါ်တဲ့လူမျိုးစုတွေလည်းပြောင်းပါတယ်ပြောင်းတယ်ဆိုဒီမှာရှိတဲ့အရိုင်းတွေ Dravidian တွေဟိုက Aryan တွေကဝင်ချ Aryan ယဉ်ကျေးမှုဖြစ်လာအဲ့ဒါဆို Aryan civilization အဲ့ဒီရှေ့မှာ Aryan civilization လို့အဲ့ဒီ Aryan တွေဒီကမ္ဘာမှာမြစ်ကြီး၄စင်းရှိပါတယ်ဘုနာပြောတဲ့Mesopotamia ရှိတယ် Euphrates တိုက်ရှိတယ်မြစ်ဝါရန်စီရှိတယ် Nile civilization ရှိတယ်အိန္ဒု civilization ပါအိန္ဒု civilization အိန္ဒု valley civilization အိန္ဒုမြဝန်းယဉ်ကျေးမှုကြီးတော့ဘုရားရှင်သာသနာပြုလို့ပြင်တာAryan တွေကလည်းဆင်းလာပြီ Aryan civilization အိန္ဒုမြဝန်းကြီးကလည်းရှင်းလိုက်ပြီအဲ့ဒီလူပေါင်းအဖွဲ့အစည်းကလည်းဘဝတွေကိုဒီတိုင်းပဲစားလိုက်တောက်လိုက်ရှင်သာရိပုတ္တရာအက္ခသာဝကနှစ်ပါးကြည့်လိုက်ပါသူတို့တွေးတယ်ပွဲသွားကြည့်တယ်အက္ခသာဝကနှစ်ပါးပွဲကြည့်တယ်ပွဲကြည့်လိုက်တယ်လေဟိုမှာလေဗေဒာလမ်းကြပြလေးဗေဒာလမ်းမှာဗေဒာလမ်းမှာကနေတယ်ဟောဗျာမဗေဒာသူကနေတယ်လေနောက်တစ်နေ့ကျတော့မဗေဒာမရှိတော့ဘူးမဗေဒာကတလန်ကွာပြန်ကြပေါ်လိုက်ပြန်ရမနစ်ကကသွားတာလေမနစ်ကသူ့ဟာသူကသွားတာဒီနေ့မဗေဒာမရှိတော့ဘူးဟောဗျာသဘင်တယ်မဝင်ရမှာကော်ဂျင်နေဝင်းကြီးကရုပ်ရည်ရိုင်နဲ့တေသွားတယ်တန်ဝဲရသွားတယ်ဟာသဘင်တယ်မဝင်ရမှာကော်ဂျင်နေဝင်းတေသွားတယ်ခိုင်မာလာနေစီမှာဝင်းဦးရိုက်နေနဲ့တေသွားတယ်ဟောဗျာဇော်လင်းရုပ်ရည်ရိုင်နဲ့တေသွားတေမအကယ်ဒမီရတယ်သူတန်ဝဲရသွားတယ်ဩမင်းသားတွေဇော်လင်းဟာတေမသူကမြအကယ်ဒမီရသူ့အကယ်ဒမီသူမြင်သွားမှာမမြင်သွားရှာပါလားမမြင်သွားကြဘူးဟာကော်ဂျင်နေဝင်းဦးအဲ့ဒါတို့ရဲ့တန်ဝဲရသွားပွဲကြည့်ရင်လည်းတန်ဝဲကရသွားတယ်တန်ဝဲတော့ဒီလိုပဲလူတွေကလေမွေးလိုက်သေလိုက်ပျော်လိုက်ပါလိုက်
ကာမတော်ထဲမှာနေရနေအဲ့ဒီကာမတော်ကလွတ်တဲ့နေရာဘယ်နေရာများရှိမလဲကာမမှာလွတ်ချင်လားလိုချင်မှုတွေရတယ်လွတ်ချင်လားဟောလွတ်ချင်လားလေဘုရားမပွင့်သေးဘူးလွတ်ချင်တဲ့ခါမှာဘာဖြစ်လဲတော်ပြီးအယောင်ပြောင်းမယ်အဖြူရောင်လေးပဲဝတ်တယ်တော်ပြီးအဖြူရောင်ပဲဝတ်မယ်အဖြူရောင်ပဲဝတ်မယ်အဖြူရောင်ပဲဝတ်မယ်အဲ့ဒီအဖြူရောင်ပဲဝတ်တာကိုသွေတံပရလို့ဆိုပါတယ်သွေတဆိုတာအဖြူသွေတံပရအံပရဆိုတာသင်္ကန်းပါသွေတအဖြူအံပရအဝတ်အဖြူရောင်ပဲဝတ်တယ်မဟုတ်ဘူးဒီကံပရာကိုတွန်းလုံးနေမယ်ရှုပ်တယ်အဖြူရောင်တထဲထဲဝတ်တယ်ရှုပ်တယ်ဒီကံပရာဒီကဆိုတာဒိသပါဒိသဆိုတာအရက်လေးမျက်နှာအံပရဆိုတာကအဝတ်အံပရဆိုတာကအဝတ်ဒီကံပရာအံပရကအဝတ်အရက်လေးမျက်နှာတဲ့အဝတ်ရှိတယ်တုံးလုံးနေတယ်အဲ့ဒါကိုအစေလကလို့ပါဠိကသုံးပါတယ်အစေလကအဝတ်မဝတ်တဲ့သူမဝတ်ဘူးကိုတုံးလုံးနေဒါဖြင့်အဲ့ဒီခုနရှင်သာရိပုတ္တရာတို့လိုပွဲကြည့်ရင်တန်ဝါရတယ်ဘဝကိုတန်ဝါရဘူးအယောင်တစ်ခုပြောင်းတယ်အနီးတွေအပြားတွေမဝတ်တော့ဘူးတယောင်နဲ့ဝတ်မယ်အဖြူအောင်တယောင်နဲ့ဝတ်မယ်သွေးတံပရအဝတ်ဝတ်တာရှုပ်တယ်ကွာကိုတုံးလုံးနေမယ်ဒီကံပရလို့ရှိပါတယ်ဒီကံပရလို့ရှိပါတယ်အဲ့ဒါတွေကမြတ်စွာဘုရားမရှိခင်ကြိုတင်၍ရှိခဲ့ပါတယ်တွေ့ပါပြီလာပါပြီဆရာတော်ပြောတာတွေကဘာညာတာရကဖြစ်မှာဆိုလို့ပြပါပြီအပိုင်းစားနှစ်ခုပဲရှိပါတယ်ဒီမှာအဲ့တော့ဒါတွေကအဖြူတွေဒါကိုတုံးလုံးတွေဒီမှာကြည့်လိုက်ဒီလက်ထင်ရှားစရာဘာမှမရှိတော့ဘူးဒီလက်ထင်ရှားစရာဘာမှမရှိတော့ဘူးအဲ့ဒါဂျိန်းဒီနေ့ချိန်ဒီအိန္ဒိယကသိပ္ပံပညာရှင်ကြီးတွေသမရာကြီးတွေအလွန်ကြိုက်နေတဲ့လုပ်ငန်းပါရှိတာပါကိုတုံးလုံးတွေပါအဲ့ဒါဆိုရင်ဒါတွေကအရင်ရှိခဲ့တယ်ကိုတုံးလုံးတွေကခေါ်ယူဖို့နောက်ကရွှေတံပရရှေ့ကဒီကံပရကိုတုံးလုံးတွေပါအဲ့ဒါတွေဖျားမပွင့်ခင်ဒါမျိုးတွေအရင်ရှိနေခဲ့တယ်အဲ့ဒါမှမြတ်စွာဘုရားကဒွေမေဘိက္ခွေအန္တာပပ္ပစိတေနအတ္တကိလမတဘာမှမဟုတ်ဘူးတိတ်ချင်ညိုတယ်အိန္ဒိယကတိတ်ချင်ညိုတယ်အမလေးအိန္ဒိယကတိတ်ချင်ညိုတယ်အမလေးသိပ္ပံပညာရှင်ချင်ညိုတယ်အမလေးတိတ်ချင်ညိုတယ်သိပ္ပံပညာရှင်တွေချင်ညိုတယ်အမလေးဗျာတိတ်ချင်ညိုတာပေါ့ဗျာသိပ္ပံပညာရှင်တွေချင်ညိုတယ်သိပ္ပံပညာရှင်တွေချင်ညိုတယ်မှာကြည့်တာဂျိန်းဖုံးတော်ကြီးတွေပါဂျိန်းဖုံးတော်ကြီးကိုတော်လုံးနေဆုံးခံကြွပါတယ်ကိုတော်လုံးဆုံးခံကြွပါတယ်အဲ့ဒါတွေမြတ်စွာဘုရားလက်ထက်မှာဓာတွေအရင်တွေ့တာပဲဓာတွေအရင်တွေ့တာပဲအဲ့ဒါဂျိန်းတွေပါဆိုအဲ့ဒီမှာကိုတော်လုံးပဲဘာမှလုံးမနေနဲ့ကိုတော်လုံးပဲဘယင်းတွေကြီးညိုတယ်တထေးတွေကြီးညိုတယ်မိမတွေကြီးအဲ့ဒါဂျိန်းတိတ်ပြီးကြီးညိုတယ်သူတို့တွေမကြီးကိုတော်လုံးတွေပါကိုတော်လုံးတွေပါအဲ့ဒါဆိုရင်ကာမတွေကိုရှောင်လိုက်တယ်ကာမရှောင်ကြီးဘာလုပ်လဲဓမ္မအများကြီးပဲပိဋကတ်ထဲမှာပဲတုံးလုံးပဲမိမတွေပိုးတောင်ကြီးညိုသေးတယ်မိမတွေကပိုးတောင်ကြီးညိုသေးတယ်အမဒါဂျိန်းဘုန်းကြီးတွေပါဆိုတော့အဲ့ဒါတွေကကြိုတင်ရှိထားတယ်ကာမတုခံလိကလူယောဂဒီကံပရလို့သုံးပါတယ်ဓမ္မဒီကံပရလို့သုံးပါတယ်တွေ့လားတရားဟောကြွတယ်ဒီတိုင်းပဲပေါ်တင်ပဲပေါ်တရားဟောကြွတာဓမ္မကြည့်လိုက်ပြောလို့တဲ့တော့ဒါအိန္ဒိယနိုင်ငံရဲ့မဟာသိပ္ပံပညာရှင်ကြီးဗျာသမရာကြီးဗျာဟာယာရုကြီးရင်ကြီးလိုက်မယ်အတွေးခေါ်တော့ပြီးသွားတာအလွန်တော်တဲ့ပုဂ္ဂိုလ်ကြီးအိန္ဒိယနိုင်ငံသမရာအိန္ဒိယနိုင်ငံပညာရှင်သူဂျိန်းကိုတုံးလုံးပဲကြည်ညိုတယ်သူတကယ်ချမ်းသာတဲ့သူတွေဂျိန်းကိုတအားကြည်ညိုကြတယ်ပြောကျင်တဲ့သဘောအဲ့ဒါဆိုရင်အဲ့ဒါတွေကကြိုတင်ပြီးတော့ရှိနေတယ်အတန်းစားတစ်ခုရှိပါတယ်တစ်ခုကအဖြူရောင်ဝတ်တယ်တစ်ခုကတုံးလုံးနေတယ်တုံးလုံးနေတာကိုဒီကံပရလို့ခေါ်ပါတယ်ဒီမှာဒီကံပရဒီမှာကြည့်ပါဒီကံပရတုံးလုံးနေပါတော့ဒီကံပရလို့ခေါ်ပါတယ်ပါဠိစကားသူတို့အိန္ဒိယလည်းဒါတုံးလုံးနေတာရွှေတံပရလို့ဆိုပါတယ်ဒါအဖြူရောင်ဝတ်တာမြန်မာနိုင်ငံကမလေးပိတ်ကျူစင်ကြယ်လေးနဲ့အဲ့ဒါဂျိန်းတွေကလာတာသိရုပ်လို့မနေနဲ့မပြောရင်လို့ကြည့်နေတာအမလေးဘုန်းကြီးအိမ်မက်မဲ့လို့ရှိရင်တော့လက်မကောင်းဘူးတဲ့ပိတ်ကျူစင်ကြယ်လေးအိမ်မက်ကောင်းတယ်တဲ့အဘလေးအဖြူရောင်လေးနဲ့ကြွလာတာမင်းတို့အဲ့ဒီအဖြူတွေမင်းတို့ပြလိုက်ပြီဒီမှာမင်းတို့ထင်ကြီးနေတဲ့အဖြူကဓမ္မဒါပါပဲအဲ့ဒါမင်းတို့ရှိတဲ့အဖြူပဲတို့သိကြိုက်တယ်ရွှေတံပရလို့ခေါ်ပါတယ်အဲ့ဒါဒါပါပဲဓမ္မအဖြူတွေအဲ့ဒါဓမ္မဒါပဲရွှေတံပရတွေ
အဲ့ဒါဆွေတံပရလို့ခေါ်တယ်ပိတ်ဖြူတွေကိုနေညမထေကြီးကအဖြူရောင်ကြီးဝတ်ထားတာမြတ်စွာဘုရားတရားကိုနာပြီးတော့မှဒီအဝါရောင်လေးကိုပြောင်းလိုက်တာအဲ့ဒါဒီကနေ့မြန်မာပြည်ကပိတ်ဖြူစင်ကြယ်အမလေးသိကြိုက်တယ်အခမ်းအနားတွေဆိုရင်ပြောရတာလည်းခက်နေတယ်အခမ်းအနားတွေခဏဆိုဘုန်းကြီးရှိရကျော်သူတို့ကပိတ်ဖြူစင်ကြယ်နဲ့သူကကိလေသာတွေဖြူတယ်ပေါ့အဲ့ဒီဆွေတံပရဆိုတဲ့အဖြူရောင်ဒီမှာတို့လားအဖြူရောင်နေဒါအဲ့ဒါတဲ့ဂျိန်းတွေကစတာအဲ့တော့ဘုရားဘာသာအခမ်းအနားမှာအပေါ်အဖြူအောက်ဖြူပိတ်ဖြူစင်ကြယ်မရှိဘူးထေရဝါဒတိုင်းဆိုမရှိဘူးဂျိန်းကိုကြိုက်ရင်ရှိတယ်ကြိုက်တာလို့ဖျားပွဲတွေဆိုရှင်မဲ့လူကြီးတွေကဟိုပါလဲတချို့စိတ်ရာရှိတွေကလည်းအမဲအောက်ကအစိမ်းအပေါ်အဖြူနဲ့ဂျိန်းရှင်းနေတာပဲရှိတယ်လေမစာနဲ့ပင်နဲ့ပြတာလေအဲ့ဒါဂျိန်း this is the jane ပြီးပါဂျိန်းပဲမတွေ့လားဒီမှာလေဂျိန်းဘယ်နဲ့ကွာထေရဝါဒဆိုတာအဝါရောင်ခုနဖျားရှင်ရဲ့သင်္ကန်းမလေးဖျားတယ်ကြတယ်မလေးလူကြီးတွေကလည်းအဖြူအောင်နေနဲ့ပြောလိုက်လေအဲ့ဒါမှာ jane this is the jane ဒီမှာလေဒီနေ့ရှိနေတာလေ this is the jane ဒီမှာလေ jane jane ဟာဆွေတံပရဆိုတာအဖြူဓိကံပရကိုယ်လုံးလုံးဘယ်ဟာကြိုက်လဲနှစ်ခုလုံးကြိုက်လိုက်တာနဲ့ထေရဝါဒနဲ့မဆိုင်တော့ဘူးဘလူပြောလဲဓမေစီတွေပြောတယ်ဘယ်မှာပါလဲစာတဲ့ပေလဲရှိတယ်သူတို့သမိုင်းမှာလည်းရှိတယ်ဘုရားသမိုင်းမှာမြတ်စွာဘုရားသာသနာသမိုင်းမှာအဲ့ဒီအဖြူရောင်ဝတ်ရမယ်လို့ဘယ်နေရာမှမပါဘူးဟောသွားကြည့်လိုက်အဲ့ဒါလားအခုတော့ထားပါတော့လေဘုရားရှင်လဲသူတို့ကတော့လိုက်ကြိုက်တယ်ဆိုမြတ်စွာဘုရားလည်းကဲအဖြူပိတ်ဖြူလေးပတ်ပေးလိုက်ပေါ့ဒါပေါ့ဘုရားလည်းလောက်ရတော့တာပေါ့သို့တော့မူလလာတာကတော့ဂျိန်းကလာတယ်လို့ပတ်ချင်ရင်တော့ပတ်ဘယ်ကလာလဲမူလဂျိန်းကလာတယ်အဲ့ဒါဂျိန်းအဲ့တော့အဲ့ဒီဟာတွေဒီနှစ်မျိုးဖြစ်သွားတယ်ရှင်ကိုးနညာတို့ဒီအဖြူရောင်ကြီးဝတ်ထားတယ်တချို့အစေလကကတ္တဗဒီကိုတုံးလုံးဖြစ်တယ်နှစ်ခုလုံးဘုရားလက်ထက်ကရှိခဲ့ပါတယ်အစေလကကတ္တဗတယံကတံပရံကရံဒုက္ခနဲ့မေးတယ်ကိုတုံးလုံးကြီးမေးတယ်တရားရသွားတော့မှယန္တာဖြစ်တော့မှသင်္ကန်းဝတ်တယ်အေးဘေးကိုခေါ်မယ်ဒါဆိုရင်မြတ်စွာဘုရားသာသနာတော်ကခုနသင်္ကန်းရောင်သည်အဖြူလည်းမဟုတ်ပါဘူးအမဲကြီးလည်းမဟုတ်ပါဘူးโอเคအဖြူရောင်လည်းမဟုတ်ပါဘူးအဖြူရောင်ကတော့လှုပ်ရှင်တော့လို့ကိလေသာတွေတန်ရှင်းစင်ကြယ်တယ်လို့မူလအတွေးခေါ်သည်ဂျိန်းတို့ရှိရလာပါတယ်အဲ့ဒီဂျိန်းမှာကဗုဒ္ဓဘာသာတဲ့ကိုယဉ်ကျေးမှုအနေနဲ့ကုလူဆက်ဆံနေဆို invasion ခေါ်တာပေါ့ invasion culture invasion လို့ခေါ်ပါတယ်ဒီတော့ကြိုက်ရှင်လည်းလုပ်ပါမကြိုက်ရှင်လည်းမလုပ်ပါနဲ့သို့တော့မူလဘုရားကတော့ဗုဒ္ဓရှင်တော်မြတ်ဘုရားထံကမလာဘဲနဲ့ဗုဒ္ဓဇင်ကမလာဘဲနဲ့ဂျိန်းချိုင်နဇင်ကနေလာတယ်လို့တင်ပြပါရစေအဲ့ဒါတွေရှိတာဖြစ်ချင်းကြောင့်မြတ်စွာဘုရားကဒွေမေဘိက္ခုကြီးလာပြီအန္တာဆိုအဲ့ဒီကာမကလွတ်ချင်တော့သူတို့မသိဘူးအဖြူရောင်လေးဝဲလိုက်လို့ရှိရင်စင်ကြယ်သွားတာပဲလို့ထင်ထားတယ်သွေးတံပရအဝတ်စားမိုးလိုက်လို့ရှိရင်အစေလကတွေလို့ကိလေသာအလုံးမရှိဘူးလို့ယူဆလိုက်တယ်ဆိုအဲ့တော့အဲ့ဒီသူတို့တွေကကြောပါရဲ့သူတို့ပစ္စည်းကိုသိအောင်လုပ်တာကိလေသာသိအောင်လုပ်တာမဟုတ်ဘူးအဲ့လိုပြောတော့မကောင်းတော့ဂျိန်းဘုန်းကြီးတွေကသူတို့ပစ္စည်းကိုသိအောင်လုပ်တာကိလေသာမသိဘူးဂျိန်းတို့သည်အဲ့တော့သူတို့ဤပစ္စည်းကိုသိအောင်လုပ်တာသူတို့ပစ္စည်းဆိုသူတို့လိန်ပေါ့သူတို့ကလိန်သေးသွားတာသိအောင်လုပ်တာဒါနိုးကိလေသာမသိဘူးမြတ်စွာဘုရားကိလေသာသိအောင်လုပ်တာလိန်ကိုသိအောင်လုပ်တာမဟုတ်ဘူးမှားနေတယ်ဟောဗျာစားရအယူဝါဒမတူမျှဘူးဖြစ်သွားပြီသူတို့ကဘာလုပ်လဲကိလေသာသိအောင်ကိလေသာဘယ်နေရာမှမသိတဲ့ခါကျတော့အစားတွေလျှော့တယ်ဝတ်တွေလျှော့တယ်အယောင်တွေလျှော့တယ်နော်အနေထိုင်တွေလျှော့တယ်ကိုတုံးလုံးနေတယ်ကြောင်းမှမနေဘူးထမင်းကိုလက်နဲ့ပဲစားပြီးရင်လက်တုပ်ပလိုက်တယ်အဲ့လိုနေလိုက်ချင်းသည်အိန္ဒိယနိုင်ငံအလွန်ကြည်ညိုဒီနေ့ချိန်ကြီးကြည်ညိုတယ်ဂျိန်းတွေကိုဘာမှမရှိဘူးဥကောသနာကိုတုံးလုံးကြီးလေမင်းသင်္ကန်းလူစရာမလိုဘူးဝါဆိုသင်္ကန်းနိုးကရေသင်္ကန်းနိုးဆိုအဲ့ဒါကိုကြည်ညိုတယ်ဒါမြတ်စွာဘုရားကတော့သင်္ကန်းနဲ့လူခံပါတယ်ဆွန်းနဲ့လူခံပါတယ်ကြောင်းနဲ့လူခံပါတယ်ဆွန်းသင်္ကန်းကြောင်းပေါ်မှာကိလေသာနဲ့မကန့်ညီအောင်ဟောပါတယ်အဲ့ဒါမဇ္ဈိမပရိပဒါပါအစားတွေလျှော့မယ်အဝတ်တွေလျှော့မယ် no မဇ္ဈိမပရိပဒါမဟုတ်ဘူးမဇ္ဈိမပရိပဒါဒီအစားလျှော့ခြင်းအဝတ်လျှော့ခြင်းမဟုတ်ပါဘူးစားဝတ်နေကိုမလျှော့ဘဲနဲ့စားဝတ်နေပေါ်မှာမရသေးတဲ့သင်္ကန်းကိုမလိုချင်ဘူးမတောင်းတနဲ့ရလာတဲ့သင်္ကန်းကိုမတက်မဲ့နဲ့အဲ့ဒါဗုဒ္ဓရဲ့မဇ္ဈိမပရိပဒါသင်္ကန်းလူမခံဘူးလို့မဟောပါဝါဆိုသင်္ကန်းလူခံရတဲ့ဓမ္မစီတို့သင်္ကန်းအလူမခံရမဟောသင်္ကန်းကိုမရသေးရင်လိုချင်မှုမထားနဲ့
လိုချင်မှုမဖြစ်စေနဲ့တော့လာတူရင်တော့ယူပေါ့ကဲလှူလိုက်ပြီလှူပြီးသွားပြီရသွားပြီလှူပြီးတာကိုမတက်မဲ့နဲ့ဟောဗျာအဲ့ဒါကိုအပြစ်မြင်ပြီးတော့အာရိနဝသင်ညာနဲ့အပြစ်မြင်ဉာဏ်နဲ့ဆင်ခြင်ဒါဘုရားရှင်ဟောတာဒါပဲအဲ့ဒီသင်္ကန်းကိုအကြောင်းပြုပြီးတော့ကိရိတာလွတ်သွားပြီးတော့ဒီတနတ်တွေဒီအမြောက်တွေဒီလက်နက်တွေကိုအကြောင်းပြုပြီးတော့တိုက်ပွဲတခုအောင်လုပ်မယ်ဒါပြောတာအဲ့ဒီသင်္ကန်းတွေအဲ့ဒီဆွမ်းတွေကိုအကြောင်းပြုပြီးတော့ကိရိတာကင်းအောင်လုပ်မယ်အဲ့ဒါမဇ္ဈိမပရိပဒါအယောင်ပြောင်းတယ်ချိုးကြံတယ်နိုးတပအခုနအဲ့ဒါပြောတာတပအကျင့်အဲ့ဒီတပအကျင့်ကိုဂရိနိုးတရုတ်ကနည်းနည်းရှိသေးတယ်ချိုးကြံတယ်ဇိုရဝဆာအီရန်မရှိဘူးပါရှားမှာမရှိဘူးအိန္ဒိယမဇ္ဈိမရှိတယ်တပအကျင့်ဒါပြင်မြတ်စွာဘုရားကဒုတင်နေဟောမယ်ဆိုရင်အိန္ဒိယပိဋကကြီးညိုတယ်ဂရိမှာမရှိဘူးတရုတ်မှာရှိတယ်အီရန်မှာမရှိဘူးထို့အတွက်အဲ့လိုအများကြီးပေါ့ဘုရားတဆူပွင့်ရမယ့်အရာသာသနာနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒီအရာများဒီအိန္ဒိယမှာပြည့်ပြည့်စုံစုံရှိတယ်လို့မှတ်လိုက်ပါထို့ကြောင့်အိန္ဒိယနိုင်ငံ၌ဗုဒ္ဓတဆူပွင့်တော်မူခဲ့ပါသည်ပြောရင်းနဲ့ယနေ့ဒီကိုချုပ်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေသိစေလိုသောတတ်စေလိုသောပြင်စေလိုသောစေတနာများနဲ့ပြောခြင်းသာဖြစ်ပါတယ်ဘာယာမဒေါသအာဃာတမရှိပါပြင်စေလိုတယ်သူရတရီကိုကိုးကွယ်တဲ့သူတွေကိုမှားတယ်မပြောပါဘူးဒေါသကောတာတွေမရှိပါသို့တော်သူရတရီသည်အာဃာတမရှိပါသူရတရီသည်မြစ်ပါလို့တင်ပြခဲ့ပါတယ်အာဃာတနိုးပါမရှိပါဘူး